ဒီတစ်ခါကျတော့ယူတို့အလိမ်မခံရဖို့အတွက်ကြည့်ကိုကြည့်တဲ့ပညာပေးဇလန်းကောင်းတစ်ပုံနဲ့မိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ဇလန်းကိုတော့အရင်ကြီးညွှန်မပေးတော့ဘူးပေါ့နော်ဒီဟာကျတော့ကြားဖြတ်အကြောင်းကိုရိုက်ထားတာဖြစ်တယ်အဲ့တော့ကွန်ပျူတာနှိပ်တက်တာနဲ့ဘယ်နိုင်ငံမှာလာစာဘလောက်ပေးပြီးခေါ်မယ်ဆိုလို့ရှိရင်ကြားဖြတ်မှာမသွားခင်ဒီဗီဒီယိုအရင်ကြည့်ပါအဲ့ဒီအလုပ်ကိုစိတ်ဝင်စားနေရဆိုရင်ဒီဗီဒီယိုကိုအရင်ကြည့်ပါလို့ပြောချင်ပါတယ်နောက်တစ်ခုကကျတော့အင်္ဂလိပ်စကားပြောတတ်တာနဲ့ဘယ်နိုင်ငံမှာလာစာကောင်းကောင်းနဲ့ရမယ်လို့ဆွဲနေတဲ့လူတွေအများကြီးရှိပါတယ် customer service ဆိုပြီးတော့မခေါ်နေရပါတော့အဲ့လိုအလုပ်မျိုးကိုသွားပြီးတော့ကိုကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီဇလန်းကိုအရင်ကြည့်ပါဒီဇလန်းကလည်းအဲ့လိုမျိုးပဲပေါ့နော်မလုံးတွေကြီးကြီးတွေပေးပြီးတော့လူများစွာရဲ့ဘဝလူငယ်ရဲ့ဘဝကိုဖျက်ဆီးတဲ့ကားမျိုးအဲ့ဒီဟာကိုပညာပေးပြီးတော့ရိုက်ထားတာဖြစ်တယ်အဲ့ဒီအခက်အခဲအဲ့ဒီအကြက်တဲကနေသူတို့တွေဘလို့ယုံထွက်လာလဲဆိုတာကိုရိုက်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့မီးဆိုတာမလောင်ငရန်တားရတယ်ပေါ့နော်အသက်ကိုညံဆောင်တယ်ဥစ္စာကိုကန်ဆောင်တယ်အဲ့တော့ပညာပေးဇလန်းတွေအများကြီးရဲ့ကြားဖြန့်အကြောင်းတွေလည်းလူတွေက educate တွေအများကြီးလုပ်နေကြတယ်အဲ့ဒီ customer service ကြောင့်ဘယ်နိုင်ငံမှာဆိုတဲ့ဟာတွေကိုလည်းမယုံစေချင်ဘူးပေါ့နော်အဲ့လိုမျိုးဆွဲနေတဲ့ဟာတွေတွေ့ရဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဒီဗီဒီယိုလေးလိုဇလန်းလေးတွေအရင်ကြည့်ပြီးမှဒါလေးနဲ့တွေးပြီးမှဆုံးဖြတ်ကြပါလို့ပြောချင်ပါတယ်အခုချိန်မှာလူငယ်နဲ့ကြားဖြန့်အန်ဒီရယ်ကလေအရန်ကိုရှင်တွဲမှအရန်ကိုကြီးနေကြောက်စရာကောင်းပါတယ်အခုချိန်မှာအလုပ်ကိုင်နေရလည်းအရန်ကိုရှားပါတဲ့ပြင်ငွေကြေးတွေကလည်းအရန်ကိုရှားပါနေရဖြစ်တဲ့ကြောင့်ဘယ်သူမှဆိုမလုံးကြီးပေးပြီးတော့မှအလားစားအများကြီးရမယ်လို့ဘယ်သူမှဆိုလိုချင်ကြတဲ့လူတွေကြီးပဲပေါ့နော်အကုန်လုံးကဒီအချက်တည်းကနေရုံးထွက်ချင်ကြတဲ့လူတွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်ဖြစ်တေချာစဉ်းစားပြီးမှဆုံးဖြတ်ကြပါလို့ပြောချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကလည်းကြည့်တဲ့ဗီဒီယိုလေးပါလို့ဘိုင်